လေအော်တူးမှထပ်ပြီးတော့မလုပ်ထားသေး fresh combo နဲ့လေ combination တွေကြာထားတဲ့ခြားထဲမှာတစ်ဖက်မှာ sticky အရန်ဖြစ်နေရဆိုရင်တော့ Steve Roger လုံးဝမတောင်း နောက်ချီကူ dash နဲ့ထပ်လိုက်ဖို့တော့ကြီးနေသေးရဲ့ဆိုပေမဲ့ dash speed လေးမှာတော့အရင်ဝင်မလုံးရဲ့ Nico ဒီပေးပါဆိုရင်တော့ဒီအောင်ပြီးလာတယ်ဆိုတော့ control with that Gen Z first blood တန်းပြီးတော့ကြာသွားပြီ အဲ့တော့ Resolite ပြန်ပြီးတော့ခင်းထားတယ်ဆို fighting damage တွေချားတယ်မှာနောက်တော့ Kim ရဲ့ slow လေးတွေနဲ့ air strike တွေကြားတယ်မှာနောက်တော့ ray တွေနဲ့ဒီ set 80မပေးလိုက်ရတယ်ဆိုပေမဲ့မလွတ်ဘူးဗျာနောက်တော့ air strike တွေနဲ့ထပ်ပြီးတော့ down သွားခဲ့တာ ဒီကျူရှင်းနဲ့ပဲကျွန်တော်တို့က Kimi ကျူရှင်းပြောရစလို့ CK back up တန်းရောက်လာရမ်းမြန်တယ် တွေကြားတယ်မှာနောက်တော့ slow ပေးထားတယ်ဒီမဲ့ office ပြန်ပြီးကျွေးထားတယ်ဆိုပေမဲ့ကောင်းကောင်းကြီးပြန်ပြီးလဲတယ်ဒါပေမဲ့ဟာပူစာလေးကိုပြန်ရလိုက်တော့တန်းပါလေတောင်း shot ပဲ damage တွေပေးထားပြီး oh Steve Roger ဘန်ညာပတ်နေတော့ပြန်ပြီးတော့ down သွားတယ် flash to go တော့ပြန်ပြီးတော့ပေးထားတယ်ဆိုပေမဲ့ရှိမကြသွားဘူး Kim ကြီးကြားထဲမှာတော့ Lucas ပြန်ပြီးတော့ပေးလိုက်ရဆိုတော့ Nico Banjan နဲ့ပြန်ပြီးတော့ဝင်လာတဲ့ Arita Bind တစ်တောင်မဟုတ် 2v1 မှာတော့ပြန်ပြီးပေးသွားတယ် Zed Eddie နဲ့ပြန်လိုက်လာတယ် Dash တွေနဲ့ပြန်လိုက်လာတယ်ဆိုပေမဲ့ Nico မကြသေးဘူး CK ပေးထားတဲ့ damage ကြီးကြားထဲမှာ try chick ပြန်ပြီးတော့ down သွားပါသေးတယ် ဘာမှလည်း air strike ဘာကဒီတော်လေးတော့နားနေပဲဒါပေမဲ့ American 70ပြန်ပြီးတော့ထောင်းလာတဲ့ခြားထဲမှာတော့ Steve Roger နောက်ကနေ back kick ကြီးလို့တော်လေးကိုတိုင်ပတ်ပြောဆိုရင် CK Pashero နဲ့ Stammy နဲ့ဆိုပြီးတော့ okay ရောင်းတော့ပေးထားတဲ့ချီကူပါရောင်းယူသွားခြင်းနဲ့ဆိုပေမဲ့လို့ တော်လေးကောင်းပါတယ်နောက်တော့စီးထပ်ပြီးတော့လက်တိုင်းနဲ့ Nico ပြန်ပြီးကတော့ရတယ်Eddie ထားတာတော့မလုံးမအောင်စတဲ့ရက်ွက်ယူပါမှာအကြာကြီးခင်းထားနိုင်တဲ့ stand မရှိနေရလဲပါတူးပြီးကြားထဲမှာတော့တက်ရှိနေတဲ့တက်ကောင်နဲ့တစ်ဖက်ဖို့တကယ်ကိုခင်းနေနေတဲ့ game number 1 ပဲကို Nest ကိုတော့အဲ့ဒါကြောင့်အာမက်ကြီးမပေးလိုက်ရသတိဗျအဲ့ဒါ return နဲ့2 minute ပြန်ခင်းထားတယ်အဲ့ဒါမပြန်ရလိုက်တာပြင်းပြီးလေးသူတို့မဆိုဒါပေမဲ့ damage ကိုခံနိုင်တော့ပဲဒီကျင်းသူကြီးကို aim target ထားတာမှန်ရင်လားပေါ့ အိုးထပ်ပြီးဒီခေါက်မှာတော့ distribution လေးမှာတော့စတဲ့ရုပ်ကစိုးပြန်ပြီးအဆင်ပြေသွားခဲ့တယ်ဆိုပြီးကြံနေခဲ့တဲ့တဖန်သားလေးဆိုဒူးလေးကပြေးတိုက်ထားတဲ့ CK ဒီလိုဖြစ်လာတော့လုံးဝမလွယ်ဘူး CK ထပ်ပြီးတော့ဝင်လာပြန်ပြီဒီမျိုးပြန်ပြီးတော့ပြန်တော့ထွက်နေသေးတယ်ဒါပေမဲ့ CK ပြန်ပြီးရောက်လာတဲ့ damage တွေပြန်ပေါ်ပတ်နေတယ်ဆိုရင်ဘာစီကတော့ joint dash တွေကြားထဲမှာတော့ပြန်တောင်းသွားတယ် cross ball စီပြီးတော့ကြာအဆုံးသတ်ဖို့ကြိုးစားနေရဆိုတာအကောင်းဆုံး defensive တွေကြားထဲမှာတော့ UK ကောင်ပြန်ရခဲ့တယ်ဆိုတော့နောက်လျှောက်ကိုပြန်ပေးလိုက်ရတာဗျာတီးပြီးတော့ယူသွားမလားဆိုတော့ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာကြံရှိနေတဲ့၄ကောင်ကလည်း damage တွေပဲကြံနေတာဆိုတော့နံပါတ်4တော့လွယ်ပါမလား AOG ပြန်ပြီးတော့ပေးထားသေးတယ်ကောင်းမှတော့မပြီးသေးလို့ heavy cross contact တွေကြားထဲမှာ progress ပြန်ပြီးတောင်းသွားရဗျာအဲ့နောက်မှာနောက်တဲ့ကောင်